ရှင်မတဲ့ခရစ်ဝင်အခန်းကြီး20ဥပမာကကောင်းကင်နိုင်ငံတော်သည်စပြည့်ဥယျာဉ်ကိုလှုပ်ဆောင်သောသူတို့ကိုငှားခြင်းကနက်နက်စောစောထွက်သွားသောအင်ရှင်နှင့်တူ၏ထိုသူသည်တနေ့လျင်ဒေနာရိတပြားစီပေးမည်ဟု၍လှုပ်ဆောင်သောသူတို့နှင့်ဝန်ခံပြီးမှစပြည့်ဥယျာဉ်သို့စေလွှတ်လေ၏နနက်တစ်ချက်တီးအချိန်၌ထွက်ပြန်လျင်အခြားသောသူတို့သည်အလုပ်ကိုမလုပ်ဈေး၌ရက်နေသည်ကိုမြင်၍တင်တို့လည်းငါစပြည့်ဥယျာဉ်သို့သွားကြတော်လျော်စွာငါပေးမည်ဟုဆိုလျင်ထိုသူတို့သည်သွားကြ၏တဖန်နှစ်ချက်တီးအချိန်တဖန်သုံးချက်တီးအချိန်၌ထွက်၍ရှေ့နီးတူပြုလေ၏17နာရီအချိန်၌လည်းထွက်ပြန်လျင်အခြားသောသူတို့သည်အလုပ်ကိုမလုပ်ရက်နေသည်ကိုတွေ့၍တင်တို့သည်တနေ့လုံးအလုပ်ကိုမလုပ်ဘဲဤအရက်၌အဘယ်ကြောင့်နေကြသနည်းဟုမေးတော်ထိုသူတို့ကကျွန်တော်တို့ကိုဘယ်သူမျှမငှားပါဟုပြောဆိုကြလျင်တင်တို့လည်းငါစပြည့်ဥယျာဉ်သို့သွားကြတော်လျော်စွာရကြလိမ့်မည်ဟုဆိုလေ၏ညအချိန်ရောက်သောအခါစပြည့်ဥယျာဉ်ရှင်ကလှုပ်ဆောင်သောသူတို့ကိုခေါ်ခဲ့လော့နောက်ဝင်သောသူမှစ၍အရင်အဦးဝင်သောသူတိုင်အောင်အခကိုပေးလော့ဟုမိမိစာရေးကိုမှားလိုက်လေ၏ထို့ကြောင့်17နာရီအချိန်၌ဝင်သောသူတို့သည်လာ၍ဒေနာရိတပြားစီခံကြ၏အရင်ဝင်သောသူတို့သည်လာကြသောအခါငါတို့သည်တာ၍ရမည်ဟုစိတ်ထဲမှတင်မှတ်တော်လေဒေနာရိတပြားစီခံရကြ၏ထိုသို့ခံပြီးလျင်အင်ရှင်ကိုကဲ့ရဲ့ပြင့်တင်၍နောက်ဝင်သောသူတို့သည်တနာရီခန့်မျှသာလှုပ်ဆောင်တော်လေတနေ့လုံးအမှုဝင်ကိုထမ်းရွက်၍နေပူစင်းရဲခံရသောအကျွန်ုပ်တို့နှင့်အညီအမျှကိုယ်တော်စီရင်ပါပြီတကားဟုဆိုကြ၏အင်ရှင်ကလည်းအဆွေတင်၌မတရားသောအမှုကိုငါမပြုဒေနာရိတပြားကိုတင်ယူဖို့ငါနှင့်သဘောတူဝန်ခံသည်မဟုတ်လောတင်ဤဥစ္စာကိုယူ၍သွားလော့နောက်ဝင်သောသူတို့အားတင်နှင့်အညီအမျှပေးခြင်းငှာငါအလိုရှိ၏ငါသည်ကိုဥစ္စာကိုပြုလိုသည်မျှမပြုရသလောငါသဘောကောင်းသောကြောင့်တင်သည်မျက်မုံကြိုးရသလောဟုဆို၏ထိုနည်းတူနောက်ကျသောသူတို့သည်အရင်ကြလိမ့်မည်အရင်ကြသောသူတို့သည်နောက်ကြလိမ့်မည်ခေါ်တော်မူသောသူအများရှိတော်လဲရွေကောက်တော်မူသောသူနည်းသည်ဟုမိန့်တော်မူ၏ယေရှုသည်ယေရုရှလင်မြို့သို့တက်ကြွတော်မူစဉ်လမ်းခရီး၌တကျိပ်နှစ်ပါးသောတပည့်တော်တို့ကိုစိတ်ကြွယ်ရာအရက်သို့ခေါ်၍ငါတို့သည်ယေရုရှလင်မြို့သို့ယခုသွားကြ၏လူသားသည်ယဇ်ပုရောဟိတ်အကြီးကျမ်းပြုဆရာတို့လက်သို့ရောက်လိမ့်မည်ထိုသူတို့သည်ဒီပြစ်ကိုစီရင်ကြလိမ့်မည်လူသားအားပြည့်ရည်ပြုခြင်းရိုက်ပုတ်ခြင်းလက်ဝါးကားတိုင်းမှရိုက်ထားခြင်းကိုပြုစေခြင်းကတပါးအမျိုးတို့လက်သို့အနှံကြလိမ့်မည်သုံးရမြောက်သောနေ့၌ရှင်ပြန်ထမြောက်လိမ့်မည်ဟုမိန့်တော်မူ၏ထိုအခါဇေဗေဒဲ၏သားတို့အမိသည်သားတို့နှင့်အတူအထံတော်သို့ချဉ်း၍ပြည့်ဝလျက်ကျေးဇူးပြုရန်တောင်းပန်လေ၏ကိုယ်တော်ကသင်သည်အဘယ်ကျေးဇူးကိုအလိုရှိသနည်းဟုမေးတော်မူသောကိုယ်တော်၏နိုင်ငံတွင်ကျမ၌ဤသားနှစ်ယောက်တို့သည်လက်ရတော်ဖက်၌တယောက်လက်ဝဲတော်ဖက်၌တယောက်ထိုင်ရသောအခွင့်ကိုပေးတော်မူပါဟုလျှောက်လေ၏ယေရှုကလည်းသင်တို့သည်အဘယ်သို့တောင်းပန်သည်ကိုသင်တို့မသိကြငါတောက်ရအံ့သောခွက်ကိုတောက်ခြင်းငှာ၎င်းငါခံသောဗိရိဇံကိုခံခြင်းငှာ၎င်းသင်တို့သည်တက်ဆွမ်းနိုင်သလောဟုမေးတော်မူလျင်အကျွန်ုပ်တို့သည်တက်ဆွမ်းနိုင်ပါ၏ဟုလျှောက်ကြသောငါ၏ခွက်ကိုသင်တို့သည်တောက်ရကြလိမ့်မည်ငါခံသောဗိရိဇံကိုလည်းသင်တို့သည်ခံရကြလိမ့်မည်သို့တော်လည်းငါ၏လက်ရဘက်လက်ဝဲဘက်မှထိုင်ရသောအခွင့်ကိုကအကျဉ်သူတို့အဖို့အလိုငှာငါခမဲတော်သည်ပြင်ဆင်၏ထိုသူတို့အားသာငါပေးပိုင်သည်ဟုမိန့်တော်မူ၏အခြားသောတပည့်တော်တစ်ကျိပ်တို့သည်ကြားသိလျင်ထိုညီအကိုနှစ်ယောက်တို့ကိုအမျက်ထွက်ကြ၏ယေရှုသည်ထိုသူတို့ကိုခေါ်တော်မူ၍
သင်တို့သိသည့်အတိုင်းလောကီမင်းတို့သည်အစိုးရပြုတတ်ကြ၏အကဲအမှုတို့သည်အာဏာထားတတ်ကြ၏သင်တို့မူကားထိုသို့မပြုကြနှင့်လူသားသည်သူတစ်ပါးကိုစေစားခြင်းငှာမလားသူတစ်ပါးအစေကိုခံခြင်းငှာ၎င်းမိမိအသက်ကိုစွန့်၍လူအများကိုရွေးခြင်းငှာ၎င်းကြွလာသည်ဖြစ်၍ထိုနည်းတူသင်တို့တွင်အကဲအမှုပြုလိုသောသူကိုသင်တို့အစေခံဖြစ်စေသင်တို့တွင်အထွတ်အမြတ်လုပ်ချင်သောသူကိုလည်းသင်တို့ကျွန်ဖြစ်စေဟုမိန့်တော်မူ၏ယေရိခေါမြို့မှထွက်သွားကြစဉ်တွင်လူများအပေါင်းတို့သည်နောက်တော်သို့လိုက်ကြ၏ယေရှုသည်ကြွသွားတော်မူကြောင်းကိုလမ်းနားမှထိုင်နေသောလူကန်းနှစ်ယောက်တို့သည်ကြားရလျင်ဒါဝိဒ်၏သားတော်အရှင်အကျွန်ုပ်တို့ကိုကယ်မသနာတော်မူပါဟုဟစ်ကြော်လေ၏ထိုသူတို့ကိုတိတ်ဆိတ်စွာနေစေခြင်းငှာလူအစုအဝေးတို့သည်ငေါက်၍ဆိုကြတော်လဲဒါဝိဒ်၏သားတော်အရှင်အကျွန်ုပ်တို့ကိုကယ်မသနာတော်မူပါဟုသာ၍ဟစ်ကြော်ကြ၏ယေရှုသည်လည်းရက်တော်မူလျက်ထိုသူတို့ကိုခေါ်၍သင်တို့၌အဘယ်သို့ပြုစေလိုသနည်းဟုမေးတော်မူလျင်သခင်အကျွန်ုပ်တို့မျက်စိကိုပွင့်လင်းစေခြင်းငှာပြုတော်မူပါဟုလျှောက်ကြသောယေရှုသည်တနာခြင်းစိတ်တော်ရှိ၍သူတို့မျက်စိကိုလက်နှင့်တို့တော်မူ၏ထိုခဏချင်းတွင်ထိုသူတို့သည်မျက်စိမြင်၍နောက်တော်သို့လိုက်ကြ၏ဖတ်ရှုသွားတဲ့နှုတ်ကပတ်တော်ကြားနာသူအရောက်စီတိုင်းအတွက်ကောင်းကြီးဖြစ်ပါစေ။